ကပ်ပါကောင်ဟာကောင်လေးရဲ့နားထဲကိုတွားဝင်ဖို့လုပ်ခဲ့ပေမဲ့နားကျက်ကြီးခံနေတာကြောင့်နှာခေါင်းပေါက်စီပြောင်းပြီးတိုးဝင်ခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲရှင်အီချီဟာနာချေပြီးထိုးကောင်ကိုအပြင်သို့ပြန်ထုတ်နိုင်ခဲ့ပါတယ်။သူတတိပြန်ဝင်လာပြီးထိုရာကိုမြင်လိုက်ရတဲ့အခါချက်ချင်းပဲလမ်းဖြတ်သွားခဲ့ရပါတယ်။သူဟာစာအုပ်တအုပ်ကိုဆွဲပြီးရိုက်တက်ဖို့စူးစမ်းခဲ့ပေမဲ့ကပ်ပါကောင်ကတော့မျက်စိရှိတင်ပျောက်ကွယ်သွားခဲ့ပါပြီ။သူဟာထိုကောင်ကိုလိုက်လံရှာဖွေနေစဉ်မှာပဲအနောက်ကနေရှုပ်ဝက်သွားတက်လာပြီးသူ့ရဲ့လက်ဖွားထဲစီတိုက်ရိုက်တိုးဝင်သွားပါတော့တယ်။ကပ်ပါကောင်ဟာလက်မောင်းကတဆင့်ဦးနောက်စီရောက်အောင်တရက်ဆက်တိုးဝင်နေတာကြောင့်ရှင်အီချီဟာနားကျက်ကျိုးကိုဆွဲပြီးသူ့ရဲ့လက်မောင်းကိုမိမိစွမ်းနိုင်သမျှအတင်းတုံးနှောင်လိုက်ပါတယ်။ဒါပေမဲ့ထိုရာကတော့ဘလို့မှတားဆီးမရပဲအပေါ်သို့ဆက်လက်တိုးဝင်နေခဲ့တာပါ။ရှင်အီချီတယောက်ရေးနေတော့မဲ့အဆိုပါစက္ကန့်ပိုင်းမှာပဲအတန်တွေကြားရလို့မိဘတွေကအခန်းထဲကိုဝန်းကနေဝင်ရောက်လာခဲ့ကြပါတယ်။ဘာမှတက်နိုင်ခြင်းမရှိတော့တဲ့ကပ်ပါကောင်ကတော့လောလောဆယ်သူ့ရဲ့လက်မောင်းထဲမှာတင်ရက်တန့်ပြီးအခြေချလိုက်ရပါတော့တယ်။ရှင်အီချီကသူ့လက်မောင်းနဲ့အကောင်တကောင်ဝင်သွားကြောင်းပြောပြခဲ့ပေမဲ့ဖခင်ဖြစ်သူကတော့တားဖြစ်သူစိတ်ကူးရင်နေတာလို့ပဲထင်မှတ်ခဲ့ပါတယ်။သူဟာလုံးဝပုံမှန်တိုင်းဖြစ်နေတဲ့သူ့ရဲ့လက်ကိုကြည့်ပြီးဒါဟာအိမ်မက်ဆိုးတစ်ခုတက်တက်ပဲလို့တွေးတော့ကစိတ်လျှော့လိုက်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူ့ရဲ့ညာဘက်လက်ဟာမိမိလိုလျောက်လှုပ်ရှားလာခဲ့ပြီးအခြေအနေတွေကတဖြည်းဖြည်းပုံမထူးဆန်းလာခဲ့ပါတယ်။ထိုလက်ဟာအတန်းထဲမှာဖုံးကိုရှုပ်ဝက်ထုတ်ယူပြီးစားပွဲအောက်မှာရှင်အီချီမသိပဲအလိုလျောက်သုံးဆွဲနေခဲ့တာပါ။အိမ်ပြန်လမ်းမှာလည်းအချိန်ပြင်းစွာမောင်းနှင်လာတဲ့ကားတစ်စီးကိုညာဘက်လက်တစ်ဖက်တဲနဲ့တင်အပိုင်လန်းနာပြီးကောင်းမလေးတအုပ်ကိုဘေးကင်းစွာကယ်တင်ပေးခဲ့ပါတယ်။အဆိုပါချိန်မှသာရှင်အီချီဟာတခုခုတော့အကြီးကျယ်မားယွင်းနေပြီဆိုတာကိုအတည်ပြုမိသွားပါတော့တယ်။သူဟာအိမ်ကိုအပြေးလွှားပြန်ပြီးဓာတ်တလက်ကိုဆွဲကမိမိရဲ့ညာဘက်လက်ကိုဖျက်တောက်ဖို့ပြင်ဆင်လိုက်ပါတယ်။ထိုစက္ကန့်ပိုင်းမှာပဲသူ့ရဲ့လက်ဖွားကြီးကွဲထွက်သွားပြီးမျက်လုံးနှလုံးနဲ့စိုက်ကြည့်နေတဲ့တတဝါဆန်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်။ရှင်အီချီကထိုရာကိုချက်ချင်းအပြက်ရှင်းကျင်ခဲ့ရမယ်။ကပ်ပါကောင်ဟာရှင်အီချီရဲ့ခန္ဓာကိုယ်နဲ့အပြည့်အဝအသားမကျသေးတာကြောင့်အချိန်တိုအတွင်းမှာတင်မေ့လဲသွားခဲ့ပါတယ်။ရှင်အီချီဟာအဆိုပါတတဝါတွေဘယ်ကလာလဲဆိုတာကိုအင်တာနက်မှာတရက်ဆက်ရှာဖွေခဲ့ရမယ်။ဘာတဲလုံဆမ်းမှရှာမတွေ့ခဲ့တာကြောင့်လောလောဆယ်လက်လျှော့ထားခဲ့ရပါတယ်။နောက်တရက်မနက်မတ်တက်ရက်လိုက်တဲ့အခါမှာတော့ကပ်ပါကောင်ဟာမိမိဘာသာစာအုပ်ဖတ်နေတာကိုတွေ့ရှိလိုက်ရပါတယ်။ထိုရာဟာအင်တာနက်မှာလူသားတွေအကြောင်းကိုလိုက်လံရှာဖွေနေခဲ့တာဖြစ်ပြီးကပ်ပါကောင်တွေအကြောင်းကိုတော့ဘယ်နေရာမှာမှရှာမတွေ့ခဲ့ပါဘူး။ရှင်အီချီကဆေးရုံသွားပြီးဖယ်ထုတ်ဖို့စဉ်းစားခဲ့ရမယ်ထို့သို့လို့ရင်သူ့ရဲ့ညာဘက်လက်ပါဆုံးရှုံးရမှာဖြစ်တာကြောင့်ဘာမှတက်နိုင်ခြင်းမရှိပဲလောလောဆယ်အတူတူရှင်တန်နေထိုင်ဖို့သဘောတူလိုက်ရပါတော့တယ်။ကျောင်းသွားလမ်းမှာကပ်ပါကောင်ဟာသူ့ကိုရုတ်တရက်လမ်းထားလိုက်ပါတယ်။ထိုရာဟာအနီးနားမှာအခြားမျိုးနွယ်တူကပ်ပါကောင်တစ်ကောင်ရှိနေကြောင်းရိပ်မိသွားလို့ပါပဲ။ရှင်အီချီလည်းကပ်ပါကောင်လမ်းပြရာအတိုင်းလိုက်ပါသွားခဲ့ပြီးမောင်မီးနေတဲ့လမ်းကြားတစ်ခုတည်းကဟတ်စကီခွေးတစ်ကောင်စီရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့အဆိုပါခွေးကြီးလဲကြည့်လာတဲ့အခါမှာတော့ရှင်အီချီတယောက်တွေးပြတ်မတက်ထိတ်လန့်သွားခဲ့ရပါတယ်။ထိုကပ်ပါကောင်ဟာလူသားရဲ့ဦးနောက်ကိုတိမ့်ပိုက်ဖို့အရေးနှင်းခဲ့တာကြောင့်ခွေးရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေခဲ့တာဖြစ်ပါတယ်။ကပ်ပါကောင်ဟာခွေးရဲ့မျက်လုံးတွေထဲကပြင်းထန်တဲ့တက်ဖြတ်လိုစိတ်တွေကိုရိပ်မိသွားတာကြောင့်ရှင်အီချီကိုအတင်းဆွဲပြီးအားကုန်ထွက်ပြေးပါတော့တယ်။ခွေးရဲ့ဦးခေါင်းကနေရုတ်တရက်အတောင်ပံတစုံထွက်ပေါ်လာပြီးသူတို့အနောက်ကိုတရက်ဆက်လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ရှင်အီချီရဲ့အသက်ကိုကာကွယ်ဖို့အတွက်ရှင်အီချီရဲ့လက်ထဲကကပ်ပါကောင်ဟာတံပြန်တိုက်စစ်ဆင်နွှဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ခွေးရဲ့ခန္ဓာကိုယ်ရဲ့ကပ်ပါကောင်ဟာလူသားတွေကကပ်ပါကောင်လောက်အင်အားမှကြီးမားတာကြောင့်အချိန်တိုအတွင်းမှာတင်အပြင်းထန်ဒဏ်ရာရပြီးလဲကျသွားခဲ့ရပါတယ်။ရှင်အီချီရဲ့ကပ်ပါကောင်ဟာထိုရာကိုအမြင့်ပြတ်သွားစေဖို့ဘာမှစဉ်းစားမနေပဲနှလုံးသားကိုချက်ချင်းချေမှုန်းပြီးတက်ဖြတ်ပစ်လိုက်ပါတယ်။မိမိရဲ့မျိုးနွယ်တူချင်းကိုသွေးအေးနဲ့ရက်ဆက်စွာတက်ဖြတ်ခဲ့ပေမဲ့လည်းထိုရာရဲ့ရင်ထဲမှာတော့ဘာခံစားချက်မှရှိမနေခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲကမ္ဘာတဝန်းလုံးမှာလူသားတွေကိုလိုက်လံတိုက်ခိုက်ပြီးစားတောက်နေတဲ့မကောင်းဆိုးဝါးတတဝါဆန်းကြီးတွေအကြောင်းသတင်းဆိုးတွေဟာတရက်ဆက်ထွက်ပေါ်လာနေခဲ့ပါပြီ